နာတဲ့ငါနဲ့ဟာရဲ့လူတမ်းပေါင်းများစွာချမယ်ဒါရှစ်တောင်အာရှရဲ့သူရဲ့ကောင်းတဲ့ကစားပွဲရောင်းနေဖွင့်နှုတ်ဆက်တဲ့ရှင်းစိတ်ချက်နဲ့ပြင်ချင်းဖွင့်လမ်းနဲ့အားလုံးတွေထဲမှာတွေ့တဲ့နိုင်ငံအားပေးပရိသတ်ကဘုံနဲ့စကုံဒီမှာတဲ့လက်တုံးချက်ပြည့်တဲ့ရုပ်ရတဲ့လုံးထိတ်တိုင်းကိုတွေ့တဲ့ဘာသာနေနဲ့ညညီညူတဲ့ညစိတ်ချိုက်ကိုတဲ့လည်းဘာငါရေးတဲ့သာသာတည်သူနဲ့ကြွငိမ့်ငိမ့်လို့ဆွေးမဲ့သာသာတဲ့လည်းဘာငါကြည့်သူတန်ကြလူနဲ့ညီဒီကူပြန်လာဒီလာမကြည့်စုခံစားရွှေရောင်ကောင်းကင်အောင်လာလွင်တဲ့ကဘာကိုပြချင်တဲ့ငါတွေရဲ့ပွင့်မြမရဲ့စိတ်နဲ့ကြုံလာလိုက်တဲ့ငုံကြပေးဖဲလာချိုးစားကြမယ်ရှုံးပေးနေမှာမင်းချင်မှာဆွေးမရှော်တဲ့ဘာနဲ့ကစိတ်ချိုးနေမှာအပီးတဲ့တို့ရဲ့စိတ်ချင်နောက်ပိုင်းမှာအမေခဆိုတာကတရေဆိုတာတော့တက်လက်ဆိုတာတော့မရှိတဲ့အတင်းတည်းဟုတ်ကဲ့တစ်နေ့လုံးကစားမှမယ်တပွဲနှစ်ပွဲလောက်ပဲသေးကြတာဒါကတော့အရင်မိသားစတင်တည်ထောင်တော့မိခဖြတ်တန်းခဲ့တဲ့ရွှေအောင်ခစ်ပေါ့ခုလဲနောင်မျိုးဆက်တွေရွှေအောင်ခစ်ကိုဖြတ်တန်းနေရပါတယ်ကိုအေးပေါ့ကွာအဲ့လိုဗျာဒါမှကိုတော်တော်များလာတာပေါ့နော်အသင်းနေလည်းတော်တော်များလာတယ်ကိုတို့ကစားသမားတွေကို recruit လုပ်တဲ့အချိန်မှာလည်းနည်းနည်းတော့ခက်ခဲရှိတယ်ဟုတ်ကဲ့တချို့ကြတော့လည်းကိုတို့အသင်းကို approach မလုပ်တာရှိသလိုလာလှုပ်ချင်လို့မလုပ်တာပဲလားမလှုပ်ချင်လို့မလုပ်တာပဲလားပြီးတော့နော်အဲ့လိုနောက်ပိုင်းနှစ်တွေမှာကိုတို့ဥပမာကွာမင်းနဲ့နီးတဲ့ဆုံးပြောရမယ်ဆိုလို့ရှိရင်ကိုတို့ဒီ MNYC ၄နှစ်ကန်ခဲ့တယ်ဟုတ်ကဲ့ကို၄နှစ်မှာငါတို့ပထမဆုံးစကန်တဲ့နှစ်မှာမိကဝင်ကန်တယ်ဟုတ်ကဲ့မိကဝင်ကန်တော့ဒီအချိန်မှာကိုတို့ဒီဒူးဒီတို့ဒီNew Year အရင်တော့ဒီမြန်မာ New Year မဟုတ်ဘဲနဲ့ New Year ဟာဆန်လုပ်တဲ့ New Year ကဆိုတာမျိုးလည်းရှိခဲ့တယ်ပြီးရင်ကျွန်တော်ဟိုပေါ့ဟာဆန်အဲ့တော့ New Year ကအရင်တော့ဒီဒူးတွေရှိတယ်ဒီစာလုံးဒီ What Division South Division ဆိုပြီးတော့အဲ့ Division တွေမှာမြန်မာအသင်းတွေတော်များဝင်တိုင်ရတယ်အဲ့တော့တော့ရှိတယ်ကိုတို့အဲ့ဒီကိုတို့မမရရပြောရမယ်ဆိုလို့ရှိရင်မြန်မာ New Year ရဲ့ပထမဆုံးနှစ်မှာစတော့အခါကျတော့ကိုတို့ချိန်မှာကစားသမား15ယောက်ပဲရှိတယ်တိုင်းအဲ့ဒါတိုင်းသားပေါင်းစုံပြိုင်ပွဲတိုင်းသားပြောင်းပြိုင်ပွဲမဟုတ်အရှိမှာတော့မြန်မာ New Year ကအခုကိုတို့ဒီကန်နေတဲ့မြန်မာ New Year ကဒီ Charity ကဟုတ်ကဲ့ Charity ကအတွက်ပထမဆုံးစပြီးတော့လုပ်တဲ့နှစ်မှာစဝင်တော့မိကကစားသမားခက်ခဲတော့ရှိနေအဲ့ချိန်မှာ15ယောက်ပဲရှိတယ်တကယ်တော့ allowance လောက်ထားတာက25ယောက်30ဒါပေမဲ့ကိုတို့ရှိမှရှိတာ15ယောက်ပဲအဲ့15ယောက်ထဲနဲ့ကိုပဲအားကျိုးမှန်တဲ့ပေါ့နော်တလုံးဟောလို့ပြောမလဲဟိုတော့အပတ်တစ်ခုကြိုးစားပြီးတော့ချန်ပီယံဖြစ်ခဲ့တာဟုတ်ကဲ့ပါအဲ့တော့ဒါပထမဆုံးပဲအနည်းရဖြစ်တဲ့နေ့နောက်ဒုတိယနေ့မှာကျတော့ပလေယာခက်ခဲကြောင်းလေဘောလုံးဝင်မကန်နိုင်တော့ဟုတ်ကဲ့ပလေယာမပြည့်ဘူးဘာလို့အသင်းတွေကလည်းကောင်းလာကြပြီကိုရှိမှာလူကြတော့လေပလေယာကလုံးလောက်မရှိဘူးလုံးလောက်မရှိတော့ကိုဒုတိယနေ့ကိုကိုလိုရှော်လိုက်ရဟုတ်ကဲ့ကို2004မှာကိုလိုတတိယနေ့ကျတော့လေကိုလိုပြန်ဝင်ကန်တယ်player ကတော့လုံးလောက်ရှိတယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့အသက်ကြီးတဲ့လူတွေများလာပြီပရိုရှိမှာဆိုလို့ရှိရင်ကွာတကယ်တချို့ဆိုလို့ရှိရင်10နှစ်ကန်ခဲ့တဲ့လူတွေ15နှစ်ကန်ခဲ့တဲ့လူတွေ player တွေများသွားပြီး player တွေများသွားတယ်ဒီလောင်းမှုအတွက်နည်းနည်းလိုအပ်နေတာ20 years ဆိုမှအခုကိုရိုမေခါမှာရှိနေတဲ့တချို့ player တွေဆိုလို့ရှိရင်10နှစ်15နှစ်ကန်လာခဲ့တဲ့လူတွေရှိတယ်အဲ့ဒီခါကျတော့ဒီသွေးသစ်လောင်းဖို့လူမရှိဘူးသွေးသစ်လောင်းဖို့လူမရှိဘူးဒီ2004မှာလေဒီတိုင်းပဲကိုရိုပြောရလို့ရှိရင်တော့အစ်စ်နဲ့အဟောင်းကိုတော့ဒီကြီးချက်ညီဖြစ်အောင်မနေညှိပြီးတော့တို့ဒီ final ဘာညာရောက်အောင်တို့ sweat တင်လာခဲ့ရတယ်ဟုတ်ကဲ့ကြည်တတိယနေ့ကြည်တတိယတီးလိမ့်မယ်ကိုတို့ကွာတာမှာကိုတို့4-2နဲ့နိုင်တယ်ဆီမီမှာဘုံမသွင်းဘူး0-0ပင်နယ်ဒီနဲ့penalty နဲ့နိုင်တယ်ဆုံးဖြတ်ခဲ့တယ်ဟုတ်ကဲ့ final မှာလည်းဘုံမသိဘူး0-0ပင်နယ်ဒီနဲ့ပဲဆုံးဖြတ်နေတယ်ကိုတို့ရဲ့နောက်တန်းက4ယောက်ကတကယ် all service ဟိုအရင်တော့ခဲ့တဲ့ရှိခဲ့တဲ့လူတွေဒီလူတွေပဲဟုတ်ကဲ့ကိုဒီလူတွေနဲ့ချစ်လေးဘုံမပေးရရေးကိုဦးစားပေးပြီးတော့ကိုတို့ကလုပ်ခဲ့ရတာရှေ့တန်းမှာရှိတယ်ဒီလိုကစားသမားကောင်းကောင်းတွေဒါ join နေလူလည်းရှိတယ်ဒါပေမဲ့ကိုပြောချင်တာကွာရှိတဲ့လူနဲ့ကိုရအောင်ငါတို့ဘယ်လို approach လုပ်မလဲဆိုပြီးတော့ game by game ကို approach လုပ်ပြီးတော့ရယူခဲ့တယ်ဒါကြိုင်ပွဲရဲ့တတိယကြိမ်မြောက်ကြိုင်ပွဲကျင်းပတော့မှာတို့ပထမကြိမ်ဝင်တိုင်တယ်ဓမ္မရတယ်ဒုတိယကြိမ်ဝင်မပြန်ဘူးကစားသမားခက်ခဲကြောင်းတို့ဝင်ပြန်တယ်တို့မရဘူးတတိယကြိမ်မှာတို့ရတယ်အခုနောက်ဆုံး stroke အကြိမ်ဝင်ပြန်တော့လေတို့ရတယ်ဒီဟုတ်ကဲ့ကိုအဲ့ဒါတော့ကျွန်တော်တခုဖြတ်မေးကြအောင်ဒီတတိယနောက်ဆုံးကြိမ်ခုပြီးခဲ့တဲ့မြန်မာ New Year ကပ်မှာဆိုလဲပေါ့နော်
အသင်းကောင်းတွေအများကြီးပါဝင်ရှင်ပြိုင်လာတာရှိဒီအသင်းကောင်းအများကြီးပါဝင်လာရှင်ပြိုင်လာတာရှိတဲ့အထဲမှာကျွန်တော်လူစင်းရရောဒီခြေစမ်းပွဲတွေရဲ့ရလက်အရာဟိုပါကြည့်အသင်းအားလုံးကမိခကိုအာယုံစူးစိုက်မှုမရှိကြဘူးမိခကိုပြီးတော့ focus တိတ်မထားကြဘူးပေါ့နော်အဲ့ဒီမထားတာပဲအကိုတို့အတွက်ပို့ပြီးတော့ဘယ်လိုပြောမလဲအခွင့်အလမ်းတွေအများကြီးဖန်တီးသွားနိုင်လားဒါမှမဟုတ်အကိုတို့ဒီလိုမျိုးရှိတဲ့လူစင်းလေးနဲ့ပဲဝင်ပြန်ပြီးတော့ကွင်းမြင်ကွင်းတွင်း player တွေရောဒီအပြင်ဘက်မှာလည်းကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီ management ဘိုင်းမှာအကိုတို့ဒါကတော့အသင်းအောင်မြင်မှုရတယ်ဆိုလဲ management ဘိုင်းအရေးကြီးရယ်လေအဲ့တော့ player နည်းနည်းနဲ့ player ကောင်းကြီးမများပြီမဲ့လေအကိုတို့ဒီ champion စုကိုရယူခဲ့တယ်အဲ့ဒီအတွက်အကိုတို့စီမှာတော့ဒီမျိုးပေါ့ management ဘိုင်းမှာနည်းနည်းပါးဒီမျိုးထူးချွန်ထက်မြက်မှုပုံစံမျိုးလေးကိုမြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ကွင်းတွင်းကွင်းပြင်ဂျိုတင်ပြင်ဆင်မှုလေးတွေကတော့သူများအသင်းထက်အားတာခဲ့မယ်လို့တော့ကျွန်တော်ယုံကြည်တယ်အဲ့ဒါလည်းကျွန်တော်အကုန်လုံးသိလို့ရအောင် sharing လုပ်ပေးပါလားဗျ တကယ်ဆိုရင်တော့ကွာဒုတတိယနှစ်မှာ2024မှာကိုတို့ပြင်ဆင်မှုကိုကောင်း ဟုတ်ကဲ့ကို2024မှာကိုတို့ပြင်ဆင်မှုကိုကောင်းဒါပေမဲ့ဒီနှစ်မှာကျတော့ကိုတို့ကဒီရှုံးထွက်ပွဲကြမှာကိုတို့စပြီးတော့အားကျိုးမှန်တိုက်ဟိုလောက်တာဟုတ်ကိုတို့ကပြောရလို့ရှိရင်တော့ကွာအုပ်စုစရာတွေထွက်လာတဲ့ကကိုတို့ကတွတ်ထားတယ်ငါတို့ဘယ်လမ်းကြောင်းသွားမယ်ဆိုတာဟုတ်ကဲ့ဒါကကြိုတင်ပြင်ဆင်မှုကလိုအပ်ပါတယ်ကိုသွားနိုင်မဲ့လမ်းကြောင်းကိုပဲရွေးပြီးတော့အကောင်းဆုံးကျွန်တော်တို့ကိုတို့ကကြိုးတက်တာလေโอเคငါတို့ဒီလိုသွားရင်ဒီလိုဘာညာတွေဖြစ်မယ်ဘာတွေလောက်ကြမယ်အချိန်အဲ့ဒါလေးတော့ကိုတို့ရှိမှအစားတွေကရှိတယ်အုပ်စုရင်းထွက်လာကြတဲ့ကကိုတို့ရှိမှရှိတယ်နောက်တစ်ခုကိုပြောချင်တာပြောသလိုခုနကတော့ player မရှိဘူးလားမဟုတ်ရှိတယ်ကိုရှိမှာဟုတ်ကဲ့ player 40ကျော်ရှိဒါပေမဲ့ခုနပြောသလိုပဲတချို့မှာအားတာတွေတချို့ကအလုံးနဲ့ကစားချိန်နဲ့မတင်ရတာတွေတချို့အသက်ကြီးတာတွေတန်ရတာတွေအဲ့လိုတွေရှိတယ်အဲ့မှာမှမင်းတို့တီးလိုက်မှာမဟုတ်ဘူးကိုတို့ရှိမှာ player အစ်စ်ထဲမှာ player အစ်စ်4ယောက်ကလေးတွေခြားလေး4ယောက်ရှိတယ်အဲ့4ယောက်ကမနစ်တုန်းကသူတို့အတင်းတင်းမှာဝင်ကန်ခဲ့တယ်ဟုတ်ကဲ့ကိုသူတို့ပွဲတိုင်းရှုံးတယ်24ဂိုးပေးရတယ်3-4ဂိုးပဲသူတို့ပြန်တင်ခဲ့ပြီးတော့စောကြီးရထွက်သွားတယ်အတင်းကကလေး4ယောက်ကိုတို့ခေါ်ယူလိုက်သူတို့က top player လားဆိုရင်တော့တမင်အတင်းမှာရှိနေတဲ့ player တွေလို့ top player တွေတော့မဟုတ်ဘူးဟုတ်ကဲ့ကိုဒါပေမဲ့သူတို့ကိုဘယ်နေရာမှာသုံးရမယ်သူတို့ရဲ့ကားတာချက်အားသာချက်ကိုတို့ကတေးချာစမ်းစစ်ပြီးတော့မှသူတို့ကိုသုံးခဲ့တာအခုအရေးကြီးတဲ့ပွဲတိုင်းမှာသူတို့ခြေစမ်းပြသွားခဲ့တယ်အဲ့ကလေးတွေfinal မှာဆိုရင်လည်းကိုတို့အပြည့်သုံးရတယ်မင်းတို့သတိထားမိကြမှာလည်းသတိထားမိမယ်သတိထားမိရင်လည်းသတိထားchungကြမှာလည်းအဲ့လိုမျိုးတွေပေါ့ကွာကိုတို့ကအဟောင်းနဲ့အစ်စ်ကိုတွဲပြီးတော့သုံးသွားခဲ့တာအဲ့ကလေး၄ယောက်ရှိတယ်အချို့အဲ့2ယောက်ကိုတော့ကိုတို့က final မှာဟိုတော့မှမိနစ်60လုံးအပြည့်ကိုတို့သုံးခဲ့တာတို့တွေတောက်လျှောက်လဲတို့ခြေစမ်းပြပါတယ်ကလေးတွေမိကရဲ့ခုနဟိုပြောရမယ်ဆိုလို့ရှိရင်management ကလည်း management တခုပါကွာဒါတော့ကိုတို့က credit ကြီးယူပြီးတော့တိတ်မပြောချင်ဘူးဘာလဲဆိုတော့တကယ် perform လုပ်ကြတာတော့ကလေးတွေကွင်းထဲမှာ perform လုပ်ကြတာနော်ဒါပေမဲ့ခုနပြောသလိုတခုပဲပြောချင်တာကိုဒီ management group ထဲမှာလည်း MMC management group ထဲမှာလည်းကိုရေးခဲ့ဘူးပါလေအဲ့စာသားကိုကရေးခဲ့လဲဆိုတော့ finance ဆိုတာက finance is not for play ဟုတ်ကဲ့ကို finance is about winning okay you need to know how to win it အဲ့ဒါကိုပြောတယ်နောက်ပြီးတော့ကိုကလေးတွေကဘာဖြစ်လို့ကိုလို့ရှိမှဆိုလို့ရှိရင်ရှိတဲ့ကလေးတွေရဲ့ဟိုမင်းကမေးတယ်မေးကုန်ပါ management ကဘာတွေလုပ်လဲဆိုလို့ရှိရင်ထူးခြားကြတော့သူများတွေလည်းထူးခြားတယ်ဖြစ်ရင်ဖြစ်မယ်ထူးခြားလဲဟုတ်ချင်မှာပေါ့ဒါပေမဲ့ကိုကကလေးတွေတယောက်ချင်းစီရဲ့personality ကိုလည်းနားလည်အောင်လုပ်တယ်ဟုတ်ကဲ့ကိုသူတို့ရဲ့ကွင်းထဲမှာရှိတဲ့အရေးချင်းကိုလည်းနားလည်အောင်လုပ်တယ်သူတို့ကွင်းပြင်မှာရှိနေသူတို့ဘဝအနေထားတွေကိုကိုနားလည်အောင်လေ့လာထားတယ်ဟုတ်ကဲ့ဒါကတော့အရေးကြီးဆုံးပေါ့ player တယောက်ကိုကျွန်တော်တို့သူစီကရသမျှစွမ်းဆိုင်ရေးအကုန်သုံးနိုင်မှုအတွက်ဒီ player ရဲ့အကြောင်းနားလည်နေမှာပဲမှန်တယ်အဆင်ပြေမှာပေါ့ဟုတ်တယ်အဲ့တော့ကိုကသူတို့ရဲ့ဒီလုပ်ငန်းဝင်အစားပေါ့ကွာရောက်မိဒီနေ့အလုပ်ဆင်ပြေလားသူ့မှာအလုပ်ထဲမှာဘယ်လိုညာရှိလဲအဲ့ဒါမျိုးအစားကိုတို့တော့လေ့လာတယ်တကယ်လို့သူတို့မှအလုပ်အဆင်မပြေဘူးဆိုရင်လည်းကိုတို့ approach လုပ်လို့ရတယ်ကိုကကေငန်းကြီးတို့မင်းတို့သူတို့ပဲ club ရှာပေးဆိုရင်လည်းကိုတို့ဝိုင်းဝန်းပြီးတော့ရှာပေးကြတယ်ဒါမိခက
ခုနပြောဘောလုံးအတင်းတင်းလို့မဟုတ်ဘူးကွာဘောလုံးအတင်းတင်းနဲ့ပို့ ဟုတ်ကဲ့ကို မိသားစုတစ်ခုလိုပဲဆက်ဆံနေပေါ့ကွာဒီကောင်ကလေးတွေကိုလည်းအဲ့တခုကပြောသလိုပေါ့ဘောလုံးကကိုရီးယားအသက်ကြီးသွားပြီဘောလုံးမကန်နိုင်တော့ဘူးဒါပေမဲ့ကိုရီးယားခေါင်းနဲ့ကန် ဟုတ်ကဲ့ သူတို့ကခြေထောက်နဲ့ကန်ကိုရီးယားကန်ကျင်တာဖြစ်ချင်တာသူတို့ကိုရီးယားပြောရမယ်ဒီစကားပြောရင်တော့ねရိုင်းတယ်လို့ခိုင်းစေတာပေါ့ကွာပြောလို့ရှိရင်ရအောင်ဒီလိုလုပ်ချင်တယ်ဒီလိုဆိုတာမျိုးကိုရီဖြစ်စေချင်တာကိုရီခေါင်းထဲမှာဖြစ်စေချင်တာကိုသူတို့ခြေထောက်နဲ့လုပ်ခိုင်းတာဝင်တာ ကောင်းကောင်းလမ်းညွှန်မှုပေးလို့လဲဒီ player တွေကဒီလောက်ထိကျွန်တော်အောင်မြင်မှုရယူနိုင်တာပေါ့နော်သူတို့ကလည်းစူးစမ်းမှုလည်းတော့ရှိတယ်အခုမှနောက်ဆုံးကိုတို့ဒီ MMC 2025မှာပကံနဲ့ကန်ခဲ့တဲ့ပွဲဆိုလို့ရှိရင်မင်းတို့တွေးလိမ့်မယ်သူတို့ရဲ့စူးစမ်းမှုအားထုတ်မှုဘယ်လောက်ရှိတယ်ဟုတ်ကဲ့သူကတော့ပြောမေခကန်စစ်နဲ့ကစားသွားတယ်ဆိုလို့ပြောဒါပေမဲ့မိနစ်60လုံးပကံလိုအသင်းမျိုးကိုကန်စစ်ကစားဖို့ဆိုတာတိတ်လွယ်တဲ့ကိစ္စတော့မဟုတ်ဟုတ်ကဲ့ကိုဘာဖြစ်လဲဆိုတော့မင်းစဉ်းစားကြည့်သူတို့ဖြုတ်လာတာမိုစကူဒူကိုသူတို့ဖြုတ်လာတယ်ကိုပြက်နဲ့ဖြုတ်လာတယ် ARD 40နဲ့ဖြုတ်လာတယ်မေခကို2-0နဲ့မေခပြီးဆောင်ပြီးတော့နောက်ဆုံးအချိန်ကြီးကစားဖို့ဆိုတာကလေးတွေရဲ့စူးစမ်းမှုလိုက်နာမှုသူတို့ instruction ပေးထားတဲ့လိုက်နာမှုကအများကြီးမူတည်တယ်သူတို့ဘယ်လောက်ထိစူးစမ်းခဲ့လဲဆိုတာကိုပြန်ကြည့်ရင်တွေ့နိုင်လိမ့်မယ်ဟုတ်ကဲ့ကိုဟုတ်လဲဆိုကိုတို့ဒီပကံကိုတင်းလုံးတက်ဖိခံလာတာတက်ဖိခံပြီးတော့ကိုတို့ကစားခဲ့တယ်ဒါလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ခုနကပြောသလိုပေါ့တချို့တွေကတော့ဘောလုံးပွဲကိုမကြည့်တဲ့လူတွေကတော့ဘယ်လိုပြောမလဲတော့မပြောတတ်ဘူးကိုတို့အမြင်မှာတော့အဲ့ဒါကို strategy တစ်ခုဟုတ်ကဲ့ကိုတို့ strategy တစ်ခုကအဲမှာဟိုတို့ကိုရောက်လာအောင်ဆွဲယူပြီးတော့ကစားခဲ့တာအဲ့မဲ့ခုနပြောသလိုပဲကိုတို့မှနောက်ထပ်တစ်ခုတာတဲ့ဟိုတစ်ခုကကိုတို့ရဲ့ကလေးတွေအားလုံးမှာယုံကြည်မှုတစ်ခုရှိတာကတည်ရဖြစ်ရင်ဘိုးမပေးရရင်နိုင်ပြီဆိုတော့ဥစ္စာတို့ခေါင်းထဲမှာအမြဲတမ်းရှိအောင်ကိုရိုက်တယ်ဟုတ်ကဲ့ကိုကျွန်တော်အဲ့တော့အဝေးမှာကြည်နေတောင်မှဘာလို့ကျွန်တော်မေခရဲ့ကိုသမားရဲ့အခြေအနေလည်းသိရလေမေခသာပင်လယ်တီထိရောက်ခဲ့ရင်လုံးဝလက်ကြည့်စရာမလိုမေခနိုင်မယ်ဆိုတာအောင်တော့သူ့အနေနဲ့ဒီပြီးခဲ့တဲ့ပြိုင်ပွဲတွေမှာရောဒီဖြတ်တန်းလာတဲ့ group stage မှာလက်စွမ်းပြတာပင်လယ်တီဘယ်လောက်ထိကောင်းလဲဆိုတော့ကျွန်တော်ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရတဲ့အဲ့တော့ပင်လယ်တီရောက်ရင်မေခချန်ပီယံဖြစ်ဖို့ကြာခိုင်တော့အရင်များသွားပြီဆိုတာကျွန်တော်တို့ရဲ့အကုန်လုံးလည်းသိပါတယ်ဟုတ်ကဲ့အဲ့ဒါလည်းတစ်ခုရှိတော့ကစားသမားတွေအတွက်အရင်စိတ်အားတက်စေတဲ့အရာတစ်ခုဟုတ်ကဲ့ကိုဟုတ်လဲဆိုတော့အဓိကသူတို့လှုပ်ရှားရှိတာကိုလှုပ်သူတို့နောက်မှာသူတို့အတွက်ဟိုအောင်မြင်မှုတစ်ခုယူပေးနေဆိုတော့support တွေပေါ့ကွာအပြင်ကကိုတို့လိုမျိုးအပြင်ကလူတွေရောကိုသမားရောပေါ့အဲ့လိုမျိုးတွေကရှိနေခဲ့တယ်ကွာပြောလို့ရှိလို့ရှိရင်အဲ့ဒီခါကျတော့သူတို့မှာဟိုသူတို့လှုပ်ရှားရှိတာကိုသူတို့အစွမ်းကုန်လောက်ရမှာပါလားဆိုတဲ့စိတ်ဓာတ်မျိုးဖြစ်သွားစေတယ်အဲ့ဒီအကြောင်းအရာတွေကလည်းပေါ့နော်အဲ့ဒါတွေပေါ့ဒါတကယ်ကြတော့ဟိုကိုအရင်ကရေးခဲ့ပြီးတော့အောင်မြင်မှုတစ်ခုရဖို့ဆိုတာကတော့ချင်းချင်းတန်ငင်းနေပြီးတော့ရလာတာတော့မဟုတ်ဘူးဒီအောင်မြင်မှုရဲ့နောက်ွယ်ဆိုတာမှာတော့ကိုတို့ပေးဆက်ရတာတွေရင်းနှီးရတာတွေတယောက်နဲ့တယောက်ဟိုဘယ်လိုပြောမလဲတီမီကိုင်းမိတာတွေတီမီကိုင်းမိတယ်ဆိုတာဟိုကောင်းတစ်ခုဖြစ်ဖို့အတွက်ပေါ့နော်ဘလို့ရအောင်ဒါမဟုတ်ဘူးငါဒါလုပ်ချင်တယ်ကွာမင်းဒါလုပ်ချင်တယ်ဆိုတာမျိုးတွေရှိကြတယ်ဒါတော့ကိုတို့ကဒါပေမဲ့မိခါတစ်ခုရှိတာကိုတို့ကခုနပြောသလိုပဲဒီပြင်အသင်းအနေနဲ့မတူတာကမိခါမှာအသင်းပိုင်ရှင်ဆိုတာမရှိဘူးဟုတ်ကဲ့မိခါမှာအသင်းပိုင်ရှင်ဆိုတာမိခါကအစတည်းကကိုတို့ရှိမှာဘာအလုပ်တစ်ခုပဲလုပ်တူကောတယောက်တကောနဲ့လုပ်လို့မရကိုတို့ကခေါင်း5ခေါင်း6ခေါင်းတော့ဝိုင်းပြီးတော့brainstorm လုပ်ပြီးတော့မှအဖြေတစ်ခုထွက်တယ်ဟုတ်ကဲ့အဲ့ဒီခါကျတော့ကိုတို့မှာငါဒါလုပ်ချင်နေဆိုလို့လုပ်ပိုင်ခွင့်မရှိဘူးတို့တင်ပြရမယ်ဆွေးနွေးမယ်โอเคဟုတ်ပြီဒါကတော့ဖြစ်တင်ဒါကတော့မဖြစ်တင်ဒီလိုသွားတဲ့ခါကျတစ်ခါတလေမှာနှောင့်နေတာရှိတယ်ဆုံးဖြတ်ချက်ချတဲ့အချိန်တစ်ခါတလေကျတော့လည်းမှားသွားတယ်လည်းရှိပါဘူးဒါပေမဲ့အဲ့မှားသွားတဲ့အပေါ်မှာမှန်သွားတဲ့အပေါ်မှာတူကောင်းကြောင်းတယောက်ကောင်းကြောင်းဆိုတော့မရှိဘူးဥပမာကအတင်းအောင်မြင်နေတာလေဘသူတူတယောက်တဲ့အောက်ဟိုမှလက်ညှိုးထိုးလို့မရဘူးရေဘူးရင်းရှုံးရင်လည်းဘသူတူတယောက်ကမှလက်ညှိုးထိုးလို့မရဘူးကိုတို့က win together lost together အဲ့တခုကတော့ကိုတို့အတင်းရဲ့တွားနေတဲ့ဒါ found တစ်ခုပေါ့ကွာအဲ့ဒါရှိတယ်ဟုတ်ကဲ့ဒီခုပြောသွားတာလဲဒီစင်ကာပူမှာရှိတဲ့အသင်းတွေတော်များလဲအတူယူစရာလေးပေါ့နော်အောင်ဆိုအသင်းတင်းဆိုပြီးတော့ဖြစ်ပေါ်လာပဲပြီးမဲ့တဦးတယောက်ရဲ့ဆုံးဖြတ်ချက်တိုင်းရက်မတည်ပဲနဲ့အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်တဲ့ရက်တည်တော့ကျတော့ဘယ်လိုပြောမလဲအကုန်လုံး
တူးတရားရဲ့ဆုံးဖြတ်ချက်တဲ့အများဆုံးဖြတ်ချက်ကပို့ပြီးတော့တင့်တော်တယ်ပို့ပြီးတော့စီလျော်တယ်ပို့ပြီးတော့မှန်ကန်တာကိုကျွန်တော်တို့တွေ့ရမယ်ပေါ့နော်ပြောလို့ရမလားတော့မသိဘူးပေါ့ကွာဒါပေမဲ့ကိုတို့ကခုနပြောသလိုပေါ့ကွာဒီ20ကျော်ဖြစ်လာဖို့ဆိုတာ ဟုတ်ကဲ့ကိုအဲ့လိုမျိုးရှိမှလည်းဖြစ်လာမှာလေဥပမာကိုပြောပြမယ်ကွာဒီမေခအားလီယာမေခချိန်မှာအကိုကအတင်းရဲ့ဒီမှာဂိုင်းတွဲခဲ့တယ်အတင်းရဲ့ဒီ manager ရ role မှာလည်းကိုဂိုင်းတွဲတယ်ကစားသမား role မှာလည်းဂိုင်းတွဲတယ်ကိုက2009လောက်မှာကိုထွက်သွားပြီတရားနေပြီးတော့ဘာဖြစ်လဲဆိုကိုအဲ့ချိန်မှာမိမရသွားတယ်ကျောင်းတက်တယ်အဲ့ချိန်မှာကိုအတင်းကနေ okay ငါတော့ဆက်မလုပ်နိုင်တော့ဘူးဆိုပြီးကိုထားခဲ့တယ်ဒီအပေးကိုကောင်းလို့ရှိမှထားခဲ့သူတို့ဆက်လုပ်ကြတယ်ကိုပဲချိန်မှပြန်ရောက်လာလဲဆိုလို့ရှိရင်ဒါပေမဲ့အတင်းရဲ့ပေးတဲ့တယောက်အနေနဲ့တော့အများတန်းရှိနေတယ်ဒါပေမဲ့အတင်းမှာပဲဒီလိုထဲထဲဝင်ပြီးတော့အလုပ်မလုပ်တော့တာအတင်းရဲ့ရန်ဖန်ရန်ကားအားတဲ့အချိန်ပေါ့ဒါပေမဲ့အားဖို့ဆိုတာခက်တယ်ကွာအချိန်တော့ကိုကျောင်းတက်တဲ့ခါကျတော့3နှစ်ခွဲ4နှစ်ကြာတယ်ကျောင်းတက်တယ်မိန်းမရတယ်ကလေးရတယ်ကလေး2ယောက်မိသားစုတွေရောက်လာတယ်အဲ့အချိန်မှာကိုပွားနဲ့ကိုလုံးငံနေတဲ့အချိန်တော့အရောက်အတင်းဘက်ကိုထဲထဲဝင်မလုပ်နိုင်တော့ရန်ဖန်ရန်ကားပဲသွားတယ်support လုပ်တယ်ဘာညာအဲ့လောက်ပဲရှိနေခဲ့တယ်ဟုတ်ကဲ့ဒါပေမဲ့2019ကျတော့ကိုပြန်ရောက်လာတယ်2019မှာပြန်ရောက်လာတယ်2019မှာကိုတို့ကိုဗစ်ဖြစ်တယ်ကိုဗစ်ဖြစ်တော့တခါနားလိုက်ရတယ်နောက်ပြီးကျမှဒီ New Year တွေပြန်စားတယ် New Year ကတ်တွေပြန်စားပြန်ရောက်လာတာပေါ့ကွာအဲ့ဒီခါကျတကယ်ကိုဒီထဲဝင်ပြန်ရောက်လာတာကတော့ဒီတာဝန်တစ်ခုအနေနဲ့ပြန်ပြီးတော့ထမ်းဆောင်လာတာကတော့2024 New Year ကတ်မတိုင်ဘူးအဲ့ဒီအချိန်မှာထပြီးတော့ပြန်ပြီးတော့အတင်းကပြန်ပြီးတော့ဖိတ်ခေါ်လို့အတွက်ဒီ technical ဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ရောက်လာအဲ့လိုမျိုးပေါ့အဲ့ပြောချင်တာကခုနပြောသလိုပဲတူအောင်တရားလောက်တဲ့တင်းဆိုလို့ရှိရင်ကိုမရှိတော့ရင်ဒီအတင်းပြတ်သွားတယ်ဟုတ်ကဲ့ကိုကအစုနဲ့အဖွဲတွေလောက်ခဲ့တဲ့အတင်းဆိုတဲ့အခါကျတော့ကိုမရှိတော့လဲနောက်တဲ့တယောက်ကဝင်ရောက်ပြီးတော့ဒီနာမည်နဲ့ပဲဒီတိုင်းပဲဆက်ပြီးတော့ရှိနေကြတယ်အတင်းကလူတွေကလည်းတယောက်ထွက်သွားမယ်တယောက်ဝင်လာမယ်တယောက်ထွက်သွားမယ်တယောက်ဝင်လာမယ်ဒါပေမဲ့ဒီကင်တိုင်းတယောက်ကတော့ကင်တိုင်းကတော့အမြဲစုဖွဲ့ဆိုတဲ့အပေါ်မှာပေါ့တယောက်လောက်ထွက်သွားရင်လည်းဒီရဲ့စုဖွဲ့မှုကပြတ်မသွားဘဲနဲ့ဒီအတင်းကိုလေပတ်နိုင်တယ်ဆိုတာအတင်းရဲ့အားသာချက်ပေါ့နော်အဲ့မှာအမြဲတမ်းရှိနေခဲ့တာတော့ကိုကောင်းရဲ့အပိန်းရတော့အမြဲတမ်းရှိနေခဲ့တယ်ရှမ်းလေးတွေအမြဲတမ်းရှိနေခဲ့တယ်ကျွန်တော်ပါတယ်ရှမ်းလေးကနောက်ပိုင်းသူကအသက်ကြီးသွားပြီမကစားနိုင်တော့တဲ့အခါကျတော့သူကမကစားနိုင်တော့ဆိုတော့ competitive ဒီကလေးတွေလို့သူမကစားနိုင်တဲ့အခါကျတော့သူကစားလို့ရတဲ့အနေအထားမှာသူကကစားနေတာဒါပေမဲ့အမြဲတမ်းတော့အသိမှတော့ရှိနေကြပါတယ်ကိုပြောချင်တာကကိုဒီစုအဖွဲ့တွေဟာတူကောင်းတယောက်တင်းထောင်ထားရင်ဒီတူကောင်းတယောက်တင်းမရှိတော့ရင်ပြတ်သွားပြီမဲ့ကိုတို့အတင်းကဘာဖြစ်လို့ဒီလောက်ဒီအချိန်ကြာရှိနေတာလဲအချိန်ကြာရက်တည်နေတာလဲအောင်မြင်မှုဆိုတာတော့ဒါကတော့လူတွေတတ်မှတ်တဲ့ကိစ္စပေါ့ကိုတို့ကတော့ကိုတို့အောင်မြင်တယ်လို့သိတော့မပြောချင်ဘူးအဲ့တော့အခါကျတော့ဒီလိုမျိုးရှိနေတဲ့အတွက်ကိုအဲ့လိုမျိုးလူတွေအားလုံးဝိုင်းဝန်းပြီးတော့ဖေးမပြီးတော့ရက်တည်ခဲ့တယ်ပေါ့ဟုတ်ကဲ့ကိုကျွန်တော်နောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမှာမြန်မာအသင်းတွေအများကြီးပေါ့စင်ကူမှာရှင်ပြိုင်နေတာခုအရင်တော့ကအသင်းတွေနည်းနည်းပါနေပြီမဲ့ခုလက်ရှိပြိုင်နေတဲ့အသင်းတွေတော်တော်များတယ် player တွေလည်းတော်တော်များရပေါ့နော်အဲ့လိုများတဲ့အနေအထားပေါ်မှာကျွန်တော်တို့ပြိုင်ပွဲတွေအများကြီးအသင်းအများကြီးစုပေါင်းပြီးတော့လှုပ်တာတွေလည်းရှိတယ်ဒီနီးစပ်အသင်းလေးပေါင်းပြီးတော့လှုပ်တဲ့ပြိုင်ပွဲတွေလည်းရှိတယ်အဲ့လိုမျိုးပြိုင်ပွဲတွေအများကြီးရှိနေမှာကျွန်တော်တို့ဒီဘောလုံး community တစ်ခုကိုကျွန်တော်တို့နောင်လာတဲ့အနာဂတ်တွေမှာတိုးတက်အောင်ဒီထက်ကောင်းမွန်တဲ့တသင်းနဲ့တသင်း relationship တွေပို့ပြီးတော့တိုးတက်လာအောင်ပြီးတော့မြန်မာဘောလုံးလောကမှာဆိုရင်ကျွန်တော်ဒီစင်ကူဝက်မြန်မာဘောလုံးလောကမှာပို့ပြီးတော့သူအများချစ်ခင်လေးစားလာအောင်အခုအနေနဲ့ဘယ်လိုမျိုးလေးဖြစ်စေချင်ဒီပေါ့အသင်းအားလုံးမကြည့်ရပေမဲ့အကိုရဲ့ထင်မြင်ချက်လေးပဲပေါ့ဒီကျွန်တော်မေးတဲ့မေးခွန်းကမေခအနေနဲ့မေးတာမဟုတ်ပေါ့နော်အကိုအနေနဲ့ကျွန်တော်အကိုအနေနဲ့ဒီအကိုရဲ့စိတ်နေစိတ်ထားအကိုရဲ့ထင်မြင်ယူဆချက်ဘယ်လိုမျိုးဖြစ်စေချင်ဖြစ်တင်လဲဆိုတော့ထင်မြင်ယူဆချက်လေးကိုကျွန်တော်နဲ့တူအားလုံးသိလို့ရအောင်ဟုတ်ပြီကိုကဒီ coach မှာရှိတဲ့ကလေးတွေကိုမိခမှာတကယ်ကြတော့ကိုတို့မှာစီးကန်းချက်တွေရှိတယ်ပေါ့စီးကန်းချက်15ချက်ရှိတယ်အဲ့ဒါတွေကအသေးစိတ်တော့မပြောတော့ဘူးနော်အဲ့ဟာတွေကိုအင်းသားတွေကသိထားရမယ်လိုက်နာအဲ့ဒါတွေရှိတယ်ကိုတို့မှာချမှတ်ထားတယ်အဓိကတော့ရံမဖြစ်ဘူးဟုတ်ကဲ့ကိုအဓိကရံပြီးကိုတို့အတင်းမှာတဦးနဲ့တယောက်ကိုဆဲပိုင်ဝင်ပေးမတော့ဆဲတဲ့ကနေစပြီးတော့ရံဖြစ်ကြတာ
အဓိကရဲ့ရန်ဖြစ်ကြတဲ့အခြေခံ အဲ့မှာလေ ဒါမျိုးစား ပြရင်တယောက်နဲ့တယောက်ကိုထိရိုက်နာကြအောင် intentionally ပေါ့နော်စိတ်နဲ့ဟာငါချအကွာမင်းငါလို့အဲ့မျိုးဖြစ်သွားဘသူ့ဘုံမှာ private account ကိုလည်းအဲ့လိုမျိုးစိတ်တက်မထားဖို့အများနဲ့ဆုံးပါတယ်ဒါပေမဲ့တစ်ခါတလေကြာရင်တော့ emotional နဲ့ contact game ဖြစ်တဲ့အတွက်ရှိတာမျိုးရှိတာဒါပေမဲ့သူတို့အများနဲ့ဆုံးပါတယ်ရန်ကတော့လုံးဝဖြစ်ခွင့်ပေးတာတော့ကိုပြောတာအများနဲ့ရှိတယ်ရန်ဖြစ်ရင်ဖြစ်တဲ့လူကိုငါကိုယ်တိုင်ရဲခေါ်ပြီးတော့ပြန်ဖို့အဲ့လိုလို့ဆိုတော့မဖြစ်စေချင်တယ်စင်ကာပူမှာကိုတို့အားလုံးလာကြတဲ့အဓိကရည်ရွယ်ချက်ကမိသားစုတွေလာကြတာအလုပ်လာလုပ်ကြတာဘောလုံးလာကန်တာမဟုတ် ဟုတ်ကဲ့ အဲ့တော့အသားသမားတွေအားလုံးနားလေစေချင်တာကဘောလုံးက secondary ပဲဖြစ်တာမယ်အလုပ်ကပါလို့ဘဝကပါတယ်ဒါကြောင့်မလို့ကိုတို့ကဘောလုံးပေါ်အခြေခံပြီးတော့ဒီကလေးတွေဘဝတိုးတက်အောင်ကိုတို့ကတစ်ပတ်လမ်းနေပြီးတော့ကူညီလို့ရရင်ကူညီတယ်ခက်ခဲရှိရင်ပြောအလုပ်မရှိဘူးလားအလုပ်ဖြစ်ရင်လည်းလူပေါ်တော့အဲ့လိုမျိုးခက်ကူညီနိုင်တယ်များကူညီတယ်အဲ့တော့ always အလုပ်နဲ့ဘဝကပါတယ်အခုကျွန်တော်တောင်းတက်နေလို့ပါလာမကန်နိုင်ပါဘူး fine ဒါပေမဲ့နောက်တစ်ခုစဉ်းစားကြည့်ကိုတို့ဘယ်တော့မှမိကဟာ3နိုင်ပွဲအောင်ကိုတို့ရှောင်းတယ်ဘာဖြစ်လို့ကိုတို့ရှောင်းရတဲ့အကြောင်းလဲဆိုတော့စင်ကာပူရာသီတို့ကအရန်ပြင်း3နိုင်မှာဘောလုံးကန်ဖို့ကိုတို့အားမပေးဘူးဒါကြောင့်မလို့ရှောင်းဘာဖြစ်လဲဆိုတော့အထိကြိုက်တန်ရာကြလွယ်တယ်နေပူတောင်ကြောင့်လူတွေကပင်မနဲ့နေများတယ်တန်ရာရလေတယ်ဒါကြောင့်မလို့ကိုတို့ကမဖြစ်အဲ့တော့အဲ့3နိုင်ပွဲဟိုအစားကိုတို့ရှောင်းဒါကတချို့မသိကြဘူးဒါမှမဟုတ်မင်းတို့ကလမ်းကြုံလို့ရှင်းပြတာ ဟုတ်ကဲ့ အဲ့တော့ကိုကဘောလုံးကိုယူယူတွတ်တွတ်ကန်တာကိုအားမပေးဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုတို့ရောက်လာတာကဘောလုံးတော့ကြောင့်ရောက်လာတာဟုတ်။အမင်းတို့တီးလိမ့်မယ်ဆိုတော့မင်းတူဆိုတာကိုတို့9ရက်5လ2024မှာ MNYC တတိယမြောက်ကျင်းပတဲ့ MNYC final မှာဒူးနာသွားတယ် ဟုတ်ကဲ့ကို ။တော့မင်းတူကိုတစ်နှစ်ကြာတဲ့အထိကိုတို့ပေးမစားဘူး။ तू ကကစားချင်။ဒါပေမဲ့ကိုတို့ပေးမစားဘူး။ तू က live training မဲ့လို့ तू က तू နေကိုတို့ပေးမစားဘူး။ဘာဖြစ်လို့လဲဆိုသူ့ဘဝထိခိုက်သွားမှာ။သူဒူးနာသွားတယ်9ရက်5လ2024မှာနာသွားတာကိုတို့ကမှတ်မိနေတယ်အဲ့ဒီအတွက် player ကကစားကြည့်နေတယ်ကိုတို့ပေးမလားဘာဖြစ်လို့လဲဆိုလို့ရှိရင်သူ့ဘဝကိုထိခိုက်သွားမှာဟုတ်အဲ့တော့ကိုတို့ကအမြဲတမ်းကလေးတွေကိုလည်းပြောတယ်ဘောလုံးကိုတတင်းနဲ့မှာပဲကစားဘောလုံးကဘယ်တော့မှဘောလုံးယူယူတွတ်တွတ်မှာကစားတယ်ဘာဖြစ်လဲဆိုတော့ငါတို့စင်ကာပူလာတာဆိုတာကဘောလုံးလာကစားတာမဟုတ်အဲ့ဒီတိုင်းပဲမြန်မာရှိနေတဲ့မြန်မာအသင်းကပုံကိုယ်တွေဒီဥဆောင်နေတဲ့ပုံကိုယ်တွေလည်းကိုပြောချင်တာတခုရှိတယ်ကိုကလေးတွေကိုကိုကနဲ့ကိုစီစီလုံးလုံးရင်းရွတ်နဲ့ဒါကိုကလေးချီရကလေးတွေကိုနောက်မိကနောက်တစ်ခုရှိတာမိကမှာကိုဧည့်သည်ပြည်လက်မခံမိကဧည့်သည်ပြည်လက်မခံမိကမှာလာကံမယ်ဟိုမှာလည်းကံမယ်ဆိုတော့ကိုလိုမကြိုက်ဘူးဘာလို့လဲဆိုတော့သူ့ဘဝထိခိုက်မှာဆိုအဓိကသူ့ဘဝထိခိုက်မှာဆိုဒီဘောလုံးကြီးကိုပဲကံပြီးတော့ကျန်တဲ့အလုပ်တွေမလုပ်နိုင်ဘူးဟုတ်ကဲ့ကိုအဲ့ဒါကိုဖြစ်စေချင်တယ်နောက်တစ်ခုကဗမာအသင်းတွေရမ်းများလာတယ်အသင်းတွေသာများလာတာကန်နေတဲ့လူတွေကြည့်လိုက်ဒီလူတွေကြီးပဲ ဟုတ်ကဲ့ အဲ့ဒါကိုလေကိုတို့ကဒီဘက်မှာဆိုလို့ရှိရင်ပြောပြတယ်အဲ့ဒါမဖြစ်သင့်တဲ့ကိစ္စဘာဖြစ်လဲဆိုတော့ဒါမင်းအတွက်မကောင်းအသင်းကလူတွေကတော့အမင်းကောလုံးကစားနိုင်ခေါ်ကန်ပါပဲဒါပေမဲ့အဲ့ဒါမျိုးကိုကမဖြစ်စေချင်ဘူးဒီခုနပြောသလိုဘောလုံးကအဓိကမဖြစ်စေဘူးကိုတို့ကဟိုသဘောပေါက်ဖို့လို့ပေါ့နော်အဲ့ဒါကိုကဖြစ်စေချင်တာတခုပါအဲ့ဒီအသင်းတွေလည်းလို့ချင်းချင်းကင်ကင်ရင်းနေကစားကိုကပြောချင်တာကဘောလုံးကြောင့်နှစ်ပြန်အကုန်လုံးလှုပ်ဆင်းရမယ့်လူတွေကြီးပဲဒီနေ့ဘောလုံးလာကန်တဲ့နှစ်ပြန်လှုပ်ဆင်းရမယ့်လူတွေကြီးပဲတန်ရတော့လို့ရှိရင်ဘယ်သူမှမကောင်း ဟုတ်ကဲ့ကို အဲ့အတွက်ဟိုကဘောလုံးကစားရင်ဘောလုံးကိုပဲအာရုံစိုက်ကစားပါဘောလုံးယူယူတွတ်တွတ်မစားပါနဲ့ ဟုတ်ကဲ့ ကိုကဘောလုံးဆိုတာကဘောရဲ့ very small part ဘောလုံးဝင်းတဲ့ဘောလုံးတစ်လုံးနဲ့ပို့ပြီးတော့ကျေပြတ်နေအဲ့ဒါတော့ဒီဘောလုံးကစားနေတဲ့ကလေးတွေရောဘောလုံးသင်းတွေဥဆောင်နေတဲ့ညီကိုတွေရောသိစေချင်ကလေးတွေကိုလည်းပြောပြစေချင်ကလေးဆိုတဲ့ဟာကတော့ကလေးတွေကတော့သူတို့မှကံဖို့ပဲသူတို့ဆက်ပြောရတယ်သိရမလားဘလို့အနေထားဆုံးမှပြည်သူတို့ကံအဲ့တော့မင်းဒီကလေးတွေကိုတနာကြီးကွင်းနဲ့ချပြလိုက်လေဒီကောင်လေးကံပါပဲ12နာရီကနေတနာကြီးကန်ဆိုလေဒီကောင်လေးကံပါပဲ ဟုတ်တယ် player တွေကတော့ player တွေကတော့မင်းကွင်းနဲ့ထည့်ပြလိုက်ကံပါ ကန်လို့ရရင်တော့ကန်နေတာအမြဲတမ်း ဒါပဲအဲ့တော့ကိုရီးယားလုပ်ပေးနေတာပါလေမကန်အောင်လုပ်ပေးရ ဟုတ်ကဲ့ that's it ငါတို့ကတော့အဲ့လိုဖြစ်စေချင်တယ်အဲ့လိုပဲလုပ်စေချင်တယ်အခုတော့ကွင်းတွေကိုအဲ့လိုမျိုးအရန်နေတယ်ဘောလုံးအဲ့လိုမျိုးကန်တဲ့ခါကျတော့လေကွင်းစည်းတွေလည်းအရန်တက်လာတယ်ကွာနောက်တစ်ခုကငါတို့ ဟုတ်ကဲ့ ငါတို့တွေအကုန်လုံးဆာဖာဖြစ်ကြတဲ့ကိစ္စပေါ့နော်အဲ့ဒါတွေကိုလည်း
ငါတို့စီးလုံးညီညွတ်နဲ့ငါတို့ဒီကိစ္စတွေလည်းကန်တယ်လို့လိုတယ်ကအတို့ပမာ community ကဘောလုံး community ကတော်တော်ကြီးတယ်အားပေမဲ့လည်းအဲ့ဟာတွေအားလုံးကကိုတို့ခေါင်းချင်းဆိုင်ပြီးတော့ဗောနော်စီးလုံးညီညွတ်တော့နဲ့လောက်ကမဲ့ကိစ္စတွေကွာခုနောက်ပိုင်းဆိုလို့ရှိရင်ဝင်ရှာတာတွေတော်တော်လေးခက်လာတာတွေဗောနော်အဲ့လိုမျိုးရှိတယ်ဗောဒါကတော့ကိုဖြစ်ရှင်တာပါနည်းနည်းလို့ပါဘောလုံးနဲ့လည်းအရင်ကြီးပတ်သက်ချင်မှပတ်သက်မယ်ဘာဖြစ်လဲဆိုတော့ကိုပြောလို့မိခကဘောလုံးကြီးပဲအာရုံစိုက်တာတော့မဟုတ်ဘူးဘောလုံးကိုတို့ဘယ်တော့မှpriority ဖြစ်စေကြတယ်ဟုတ်ကဲ့ကိုဟုတ်ကဲ့ အဲ့ဒါ ခုနောက်ဆုံးအနေနဲ့ပေါ့နော်ဒီမိခအတွက်မေးချင်တာကိုတို့ခုမြန်မာနယူးယောက်ကပြိုင်ပွဲပြီးကနေကကိုတို့ဘောလုံးဆိုရင် training လောက်ပဲကစားတော့တယ်ဒါမဲ့ပြိုင်ပွဲတွေလာမဲ့နှစ်တွေမှာနောက်ထပ်ဘယ်လိုပြိုင်ပွဲမျိုးကြီးပြင်ပြိုင်မှုအစီအစဉ်ထားလဲမိခအနေနဲ့ဟိုပေါ့ကိုတို့ကအခုဟို MPL ကိုစောင့်နေတာဟုတ်ကဲ့ MPL ကိုပဲကိုကဒါ MPL ကမြန်မာတွေဦးစီးပြီးလုပ်တာဖြစ်တဲ့အတွက် MPL ကိုပဲကိုတို့ကစားမယ်လို့ဆုံးဖြတ်ထားတယ် MPL မတိုင်ခင်မှာကိုတို့ဟိုကွင်းရတဲ့ရှားခက်တယ်ရှောင်းပါအဲ့တော့ကိုတို့ကတပတ် friendly ကန်တယ်တပတ် training လုပ်တယ်အဲ့တိုင်းပဲဒီက MPL ကိုစောင့်နေတာပေါ့အဲ့ဒါပါပဲဟုတ်ကဲ့ကျန်တဲ့ဟာတွေကတော့ MNYC ကတော့ကိုတို့ထုံးတဲ့အတိုင်းပဲကံပါပေါ့ charity ကဖြစ်တဲ့အတွက်ကံမယ် MPL ကိုစောင့်နေတယ် MPL စရင်ကိုတို့ပြန်တွေ့ကြတယ်ဟုတ်ကဲ့ကိုဒါမဲ့ဒီ MPN မှာရောမြန်မာနယူးယောက်ကမှာလည်းဆက်လက်ပြီးတော့အောင်မြင်မှုတွေရပါသေးလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်ဗျကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါ